ပုံမြင်လေးကတော့မိဘတို့ရဲ့အိုးအိမ်မိမောင်းမြို့တစ်မြို့လေးမှာသားသမီးတစ်ယောက်သာရှိတဲ့မိသားစုတစ်စုနေရတယ်။အဖေကိုတန့်စင်အမေမောင်မောင်ကြီးမိန်းကလေးကတော့ချစ်ပွန်းလေးပဲ။အဖေကစီးပြားမကောင်းတဲ့အလုပ်တွေနဲ့အမြဲအပြင်မှာအေးကောင်းတယ်။အမေကတော့လက်လှုပ်ချောတဲ့အိမ်မှာအစားအစာချက်ပြုတ်တန့်ရှင်းရေးလုပ်ပြီးတရံကသမီးတစ်ယောက်တည်းကိုမျက်ရည်မြုပ်ကိုကောင်းအောင်ပညာပေးနေတယ်။တက်ညမှာချစ်ပွန်းက homework မပြီးသေးလို့အိမ်မရပဲစာရေးထိုင်နေတယ်။ဖုံလေးမြူးနေတဲ့မီးလင်းတိုင်ကလည်းမီးလင်းလေးပုံကြပြီးမေးမျောနေပြီ။အဖေကအိမ်ပြန်လာတာနောက်ကျတာမို့ငိုတောင်ငိုနေတဲ့မီးလင်းတိုင်လေးကိုပြင်ပေးပြီးမိဘူးလေးမဖြစ်စေစေရန်တန်းစင်စင်လေးပခုံးနဲ့အပူကပေးခဲ့တယ်။ပြန်လဲစာရေးနေတဲ့သမီးကိုအမေကကြည်ညိုစွာကြည့်ပြီးမောင်ရီဒီခီးလေးကိုမင်းတယောက်တည်းမဖြတ်ရဘူး။အဖေမေကမင်းနောက်ကနေအမြဲမီးမောင်းထားပေးနေတယ်နော်လို့ပြောလိုက်တယ်။အချိန်တလွာချစ်ပွန်းတဖြည်းဖြည်းကြီးလာစဉ်မိဘတွေကသူ့အတွက်မနာမလဲပြုစုပေးနေတယ်။လေသမားအဖေကအလုပ်တနေ့တာနောက်သမီးကိုမေးခွန်းတွေလေးအကြံပေးတတ်တယ်လို့အမေကလည်းလူချစ်လူခင်ဆက်ဆံပုံတွေကိုသင်ပေးတတ်တယ်။ချစ်ပွန်းကတနေ့မှအောင်သွားပြီးဘဝထဲမှာပျော်ရွှင်မှုတွေကိုရယူစတင်တဲ့အချိန်အမေကအောင်မြင်တာကမင်းရဲ့အလုပ်ကြိုးစားမှုဒါပေမဲ့မင်းလမ်းမကျော်စေဖို့အမဲလိုမိမောင်းပြနေခဲ့တာကမိဘရဲ့ချစ်ချင်းမှုလို့ပြောလိုက်တယ်။အဆုံးနိုင်သတင်းပေးချင်တာကမိဘဆိုတာမင်းမောင်မင်းဘဝရဲ့မီးလင်းတိုင်မင်းမကြည်မလင်းတဲ့လမ်းအတွင်းကအမဲလိုမိမောင်းပေးသူတွေသူတို့ရဲ့ချစ်ချင်းကကောင်းကင်ရဲ့ကျယ်ပွင့်တိုင်ကြီးလိုမပြောင်းနိုင်မမီးငိမ့်နိုင်ဘူး